မျိုးတွေမင်္ဂလာပါဗျဒီနေ့ကလူတို့ကောစာတက်ကလေး1388ခုဒုတိယဝါဆိုလာသား73ရက်နေ့ခရစ်နှစ်29ရက်9လပိုင်း2000နဲ့မှ26ပါဗျဒီနေ့ပြည့်ဖြဲသတင်းဌာနတွေအတွက်သတင်းတပုတ်ပေါ့ဗျာပြည့်ဖြဲသတင်းဌာနအတွက်သတင်းတပုတ်ပေါ့နော်အားလုံးလည်းဖွာလို့ရပါတယ်နော်ဒါဥစဉ်အမှန်တရားပေါ့နော်မကွေးတိုင်းဒေသကြီးပခုတ်ကူမြို့နယ်ပခုတ်ကူတမ101လက်အောက်ခံရှင်မကန်ပြည်သူစစ်ရွာအပိုင်ဖြစ်တော့ခင်မကန်ပြည်သူစစ်ရဲ့နေပြည်နာပေါ့နော်ဇီးကုန်းရွာဇီးကုန်းနှစ်ကျေးရွာများသို့ PDF အကြမ်းဖက်များမှဝင်ရောက်လာပြီးစက်ကြီးကောက်ချင်းကျေးရွာပိုင်ပစ္စည်းများအများတူပိုင်ပစ္စည်းများတည်ယူနေပါတယ်တဲ့ဖြစ်စဉ်မှာကားနစီဆိုင်ကယ်8စီးနဲ့လူရင်အား400ကျော်နဲ့ဝင်ရောက်လာပြီးလူရင်အား40ကျော်နဲ့ဝင်ရောက်လာပြီး23ရက်9လပိုင်း2026ရက်နေ့ကဇီးကုန်းနှစ်ကျေးရွာများစက်ကြီးများကောက်ပြီး24ရက်9လ2026ရက်နေ့ဇီးကုန်းတစ်ကျေးရွာမှာလူနေအိမ်များမှအိမ်တွင်းပစ္စည်းများပြည်သူတွေအသုံးပြုနေတော့ရေတွင်းများမှအင်ဂျင်ဆက်3လုံးနဲ့အတူရေပိုက်ကွင်ကျူးပိုက်များကိုတည်ဆောင်သွားပါတယ်ရခင်ကလည်းအစိုးရမှတက်ဆင်ထားတော့ပင်မလျက်စစ်မိကျိုးများကိုဓာတ်တိုင်များကိုအထိတက်ရောက်ပြီးဖြုတ်ယူမဟုတ်ဘဲနဲ့ခိုးယူဓမြတိုက်ထားရေးရမှာနော်တို့ကဒီမှာဥစဉ်စီကိုရေးထားပြည်သူတွေရေးထားတာကတော့ဖြုတ်ယူခြင်းမဟုတ်ခိုးယူခြင်းပြည်သူပိုင်ပစ္စည်းများကိုပြည်သူကာကွယ်ရေးအမိခံ PDF အကြမ်းဖက်နော်တောင်ကျန်းသူပြည်သူဟွာပေါ့နော်ဟန်ပြည်သူအမိခံဓမြအဖွဲ့ပေါ့နော်ဒါ PDF တော်တော်များများတခိုးရဲ့ဂျဘိုးရဲ့ဓမြရဲ့ဖြစ်နေတာဟုတ်ကဲ့နော်လက်ရောက်ဖြုတ်ယူခြင်းများကြေးရွာအတွင်းနဲ့မိုင်းများထောင်ခြင်းများလည်းပြုလုပ်ခဲ့ပါသည်တဲ့ပြည်ရဲ့အကျန်းဖွဲ့များကအခြေပြုလှုပ်ရှားနေတော့ရွာများမှာဖလန်အိုရွာဆယ်ပင်ရွာစုခြံရွာပြင်းရွာရေကြီးရွာချောင်းခရွာတမာပင်ရွာဂျိုးရရွာညောင်ကိုင်းတိရွာများမှာအခြေချစခန်းထိုင်လူစုတင်တိုင်းမေးခြင်းများပြုလုပ်နေပါတယ်တဲ့ PDF အကြမ်းဖက်အဖွဲ့များကပြည်သူစစ်ရွာများဖြစ်တော့ရှင်မကန်နဲ့မကြီးကန်ရွာအောင်သာရွာများကိုတော့ဝင်ရောက်တိုက်ခိုက်နေပြီးလူနေအိမ်များမိချို့ခြင်းဆိုင်ကယ်များအခြားပစ္စည်းများနဲ့ရွာတို့ရွာသားများကိုဖမ်းဆီးခေါ်ဆောင်ခြင်းလုပ်ခဲ့ပါတယ်တဲ့ယခုလက်ထက်မှန်တိုက်ရန်နဲ့ဇီးကုန်းတစ်ကြေးရွာစခန်းချရန်အတွက်လူဝင်အားများစုဆောင်းလျက်ရှိကြောင်းသိရပါတယ်တဲ့ပြောချင်တာကတော့ဒါ PDF တွေရဲ့ပြည်သူအမိခံပေါ့နော်ပြည်သူဆိုဟာလေးစကလုံးလာလေးကိုပြည်သူကာကွယ်ရေးဆိုစကလုံးလာလေးကိုအသုံးပြုပြီး NU ကတော့နိုင်ငံခြားမှာတောင်းစားတယ်နော်ဒီပြည်တွင်းဟာကိုပြရဲမှာတောင်းစားတယ်ဒီတောင်းစားကြီးမှာသူဟိုမှာပေါ့ဗျာအေးခုတော့ခွက်ခေါက်ရတာတိတ်တော့အစင်မပြေတော့တယောက်နဲ့တယောက်ဆမန်ခုတ်နေကြတာမင်းကဘယ်လောက်ရတယ်မင်းကအရင်ရက်တည်းငါတို့ပေးတာနဲတယ်မင်းဘယ်လောက်ဖုံးထားတဲ့ဘာညာဆိုပြီးမှတုံးနဲ့တုံးကြိုက်နေကြတာပေါ့ဗျာနော်ကြိုက်နေကြတာပြေပပေါ့နော်ပြည်တွင်းမှာတော့လည်းအဲ့လိုပါပဲပြည်တွင်းမှာလည်းဟုတ်လားတကယ်လို့ရွာတွေမှာဝင်တယ်ခိုးတယ်လူတယ်ဆက်ကြီးတွေကောက်တယ်ဒါမျိုးဒါအဲ့လိုဆက်ကြီးကောက်တဲ့တော်တော်များများရတယ်သူတို့ဒါထောက်ခံတဲ့ရွာတွေနော်သူတို့ထောက်ခံတဲ့ရွာတွေဆိုတော့လည်းသူတို့ဒါကြောက်နီးရတာကြောက်ရတာဟုတ်ဗျာနော်ဒါနီးရတာကိုကြောက်ရတော့လည်းဆက်ကြီးပေးတော့လည်းဆက်ကြီးပေးတဲ့ရွာကိုပဲသူတို့တွေအဲ့လိုပဲလူဖြတ်သူတို့လိုချင်တဲ့ပစ္စည်းကိုမပေးယူတယ်တကယ်လို့မှကြီးယူဆက်ကြီးလည်းမပေးဘူးဒီပစ္စည်းတွေကပြည်သူပိုင်းအကျိုးပြုနေတာပါရရွာတဲ့အကျိုးပြုနေတာပါလို့ပြောပြန်တော့လဲဒလန်ဆိုပြီးမှတက်ဖြတ်ခံရတယ်ဒလန်ဆိုပြီးမှဖမ်းဆီးခံရတယ်ကဲဘယ်နဲ့လုံးမလဲအဲ့ဒါရွာတိုင်းခံစားနေရတာဒါအခုပိုင်းပေါ့နော်အခုပိုင်းတခါတလေလဲမှန်လွှင့်ရင်လည်းမကောင်းမြန်ဘူးပြခက်တာနော်မှန်လွှင့်တာပြောတော့လဲပဲဒါဟုတ်လားခက်တော့ခက်တယ်အချင်းချင်းဆိုရင်လက်တံအပြောင်းပြနော်ခင်ဗျာအခုတော်တော်များများကြည့်ပါဒီ2လ3လအတွင်းမှာ5လအတွင်းပေါ့ဗျာနော်5လအတွင်းမှာဘလို့တွေပေါ့ဆာသွားလဲဘလို့တွေတော့မပြောတတ်ဘူးပေါ့ဗျာဒီဦးဇင်းတို့မန္တလေးတိုင်းနဲ့ပဲရှိဘယ်နေရာဒီမန္တလေးတိုင်းဆိုလက်ပတ်ခနယ်ထဲမှာပဲဒီပခုတ်ကူတို့ဘယ်တို့အကုန်လုံးတောင်တာမြင်းကြံတို့အကုန်လုံးတော်တော်များများကနော်တောင်တာပဲဆိုလဲနေ့စဉ်နဲ့အမျှဖမ်းဆီးခံရတယ်နေ့စဉ်နဲ့အမျှတပ်ဖြတ်ခံနေရတာနထိုးကြီးပဲဆိုလို့ရှိရင်လဲဒါဥစဉ်စီမှာပို့ထားတာကြီးအများကြီးရှိတယ်နထိုးကြီးဘက်မှာဆိုလဲဟုတ်လားဒါတော့မနေ့ဖြစ်မှပြောပါမယ်နော်
ဒီဘက်မလိုက်ဘက်ဆိုရင်လည်းနေ့စဉ်နဲ့အများဥက္ကရာတွေဖန်ခံတယ်တိုက်ပြတ်ခံတယ်အများကြီးပဲဖန်ခံရတယ်နော်ဒါလိုတွေဖြစ်နေတယ်ဘာဖြစ်လို့မဆူဆွီးနိုင်နေရလဲဘာဖြစ်လို့မစီအမှန်က PDF ထဲကထွက်ပြေးလာတဲ့လူငယ်တွေလည်းအများကြီးရှိတယ်အများကြီးရှိတယ်ကြာကြနာနာဘယ်လိုပြောလို့ပြောမှန်းတော့မတည်ဘူးပေါ့ဗျာနော်ဒါကိုနယ်အကြောင်းပဲကိုပြောပါမယ်ကဲအခုတ်ကူနယ်ကြောမှာဆိုလဲထုံနီးတူသွားပဲထုံနီးတူသွားပဲနော်ဒီပလာကဘာတွေဗါတယ်ချင်းချင်းနာလက်တိုင်ပြောင်းနေမျိုးထဲမှာနေပြီဟုတ်လားဒါမျိုးနေရာတွေမှာသူတို့တွေကိုထဲသားမှာအတွေ့အကြုံလဲရတာပေါ့ဒီစစ်သားတွေကြိုင်လဲပင်ပန်းလာပြီဒီလိုစစ်တွေလဲပင်ပန်းလာပြီပလာကဘာအင်အားလဲတော်တော်တောက်နေပြီအဲ့တော့9ယောက်ဖြစ်ဖြစ်9ယောက်ဖြစ်ဖြစ်ဒီလိုထည့်လိုက်လို့ရှိရင်အတွေ့အကြုံရမယ်လုံခြုံမှုလဲပိုအားကောင်းလာမယ်စစ်တပ်ရတာဒီလိုကလားစစ်တပ်ရတာဒီလိုပစ်ဆက်ရတာပါလားမလွယ်ပါလားဆိုတော့တိသွားမယ်မြို့ပေါ်အနေထားနဲ့ဟိုကအနေထားကိုတို့တွေတိုးကပြူရတာပေါ့နော်ဒီမိုင်းနေအနေထားကိုပေါ့နော်ဒါပြောရလို့ရှိရင်တော့ဒီမြိုင်ဘက်မှာဒီလိုကြောင်းနေရန်ထိုးနေတော့ပေါက်နယ်ဘက်မှာတော့တော်တော်စုနေတယ်ပေါက်နယ်ဘက်မှာစုတယ်ဒီကံမနယ်တဝိုက်ပေါ်ပဲရှင်းမကန်ဆိုညောင်ကြည့်ပင်ဆရာတော်တို့ညောင်ကြည့်ပင်ဆရာတော်တို့ရှိတယ်နောက်ပြီးညောင်ကြည့်ပင်ဆရာတော်တို့နေရာဆိုလဲခဏခဏအတိုက်ခံရတာခုတလောကမဟုတ်လားဒါတို့ကင်းတော့ဒုံလေးမရှိလို့ဆိုပြီးမှဥစဉ်မရတဲ့နီးနဲ့ငကောကဥစဉ်ဗီဒီယိုဖိုင်ရိုက်တဲ့ဟာကင်းတော့ဒုံပေါ့ဗျာနော်ဆရာတော်လှူလိုက်တယ်ဥစဉ်အဲ့ဒါဟုတ်လားငကောကဒီကောင်ဆိုတိန်းစိတ်လောက်ပဲရှိတာဆိုအဲ့ကင်းတော့ဒုံက40 50နီးပါရှိပါလားဒါတော့မှဝယ်ကျင်တိုင်းဝယ်လို့မရဘူးဝယ်ကျင်တိုင်းဝယ်လို့မရအောင်နော်ညောင်ချစ်ပင်ဆရာတော်လည်းတကယ်လေးစားစရာကောင်းပါတယ်တကယ်ကြီးညိုလေးစားစရာကောင်းပါတယ်နေတာထိုင်တာရောဒါသူမဖြစ်လို့ဒါတိုင်းပြည်အတွက်သူဒါပစ္စည်းချင်းထလှုပ်လိုက်ခြင်းဒါဖြစ်တာသူဆိုလဲအေးစစ်စစ်နေနိုင်တဲ့ဘုံကြီးတစ်ပါးပဲအေးစစ်စစ်ကိုရဟိုဟာနဲ့နော်မြို့ပေါ်မှာလည်းနေလို့ရတဲ့ဘုံကြီးတစ်ပါးမြို့ပေါ်မှာလည်းသူတောင်းရှိတာပဲဒါနဲ့မြို့ပေါ်ကျောင်းနေပြည်မှဒီရွာကိုအေးဒီလိုလုပ်နေရဆိုတကယ်ကိုကြီးညိုပါတယ်လေးစားပါတယ်ကိုယ့်ထက်လည်းဝါလဲကြီးတယ်ပညာအပြင်အကုန်ပြည့်စုံတယ်နော်တကယ်လေးစားကြီးညိုတယ်နော်လေးစားကြီးညိုတယ်ဒါပေါက်ကိုတော်တို့ဆိုတာကဒါကိုရင်ဖြစ်သွားပြီကိုရင်ကြီးဖြစ်သွားပြီကိုရင်ကြီးဖြစ်ပို့ပြီးငကွာဦးစင်းဖြစ်တော့ကတော့ကြည့်ပင်ဆရာတော်ကလည်းကိုပေါ့လေးလေးစားစားပါပဲရိုးရိုးသေးသေးပါပဲနော်ဒါကိုရင်ကြီးဖြစ်တော့ကိုကလည်းငကိုကလေးကြီးညိုပြီးသားကိုကျိုးမဖယ်ဖဲနဲ့ဒီတိုင်းပြည်နဲ့ပရာတာရဏကိုစွန့်ပြီးမှဝနီးတွေပါလေကိုနော်ဒီဘေးထားပြီးမှတကယ်ကိုနှစ်ခါကရင်နှလုံးသားထဲကနေဒါလုတ်တဲ့ဆရာတော်တွေမကြည်ညိုပဲမနေနိုင်ဘူးလိုအပ်တာလေးတွေဆိုလည်းကိုဆွမ်းနိုင်တဲ့ဟာလေးလည်းပြောပါဗျာတပည့်တော်ကူညီနိုင်တာလေးပဲကူညီပါမယ်နော်အဲဇီးကုန်းတစ်နှစ်တို့ဆိုတော့လည်းညောင်းအဲ့ဒီဆရာတော်ညောင်ချစ်ပင်ဆရာတော်ရဲ့နီးတဝိုက်တွေမှာရှိတယ်အဲ့တော့အဲ့ဒီဘက်တွေကိုဘာလို့မလဲလို့ပဲမေးခွန်းထုတ်ရမှာဗျာနော်ဘာလို့မလို့ပဲမေးခွန်းထုတ်ရမှာအော်တို့အော်တာလဲအော်တာပေါ့ဗျာဘယ်လိုပဲအော်ဟုတ်လားသူတို့ကတော့ခံရရင်တော့ဒါအော်နေကြထုံးစံအတိုင်းပဲဆိုတော့ဒါတိစီချင်ပါနော်အဲ့တော့ပြည်သူတွေလည်းဒီ PDF ရန်ဓမြတိုင်မှုလည်းကြောက်ပါတယ်တက်ဒလန်ဆိုပြီးဆွဆွဲခံရမှာလည်းလူရက်မှုမှာလည်းကြောက်နေရတဲ့အနေအထားတစ်ခုကြောက်နေဆိုတာကိုလည်းဒါတိစီချင်တဲ့အတွက်ကြောင့်ဦးစင်းကပြောချင်းဖြစ်ပါတယ်အားလုံးဒါပါပဲဗျာ